လာပါရှင်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ KIO/KIA မှလူသစ်စုဆောင်မှုကြောင့်လူငယ်တွေအတွက်ဘာသာရေးအသိပညာဟောပြောပွဲများပင်လွတ်လပ်စွာတွာလာခွင့်မရဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်ကချင်ပြည်နယ်ချီပွေမြို့ချမခုံးဒေသခေါ်ရွံကျေးရွာမှာနွေရာသီကျောင်းပိတ်ရက်ကာလတွေမှာကျေးရွာအတွင်းရှိလူငယ်တွေအတွက်ဘာသာရေးအသိပညာပေးဟောပြောပွဲပြုလုပ်ရမှာ KIO/KIA လက်နက်ကင်အဖွဲ့အစည်းကလူသစ်စုဆောင်ခြင်းတွေပြုလုပ်လာမှာကိုစိုးရိမ်သဖြင့်လွတ်လပ်စွာပင်တွာလာလို့မရဘူးလို့ဒေသခံတို့ကပြောပါတယ်ဘာသာရေးတင်းအုပ်ဆရာတွေနဲ့တင်းထောက်ဆရာတွေကလူငယ်တွေအတွက်လုံခြုံရေးယူဆောင်ရွက်ပေးခဲ့တယ်နှစ်စဉ်ဒေသမှာလူငယ်လူရွယ်တွေအတွက်ဘာသာရေးအသိပညာဟောပြောပွဲရက်တိုတင်တန်းတွေဖွင့်လှစ်ပြုလုပ်တာတွေရှိတယ်လူငယ်တွေလူသစ်စုဆောင်မခံရအောင်တင်းအုပ်ဆရာတွေနဲ့တင်းထောက်ဆရာတွေကလူငယ်တွေတွာလာရေးအတွက်တာဝန်ယူပေးခဲ့ရပါတယ်ဖះเจ้าဝင်းပေါက်တွေမှာတာဝန်ရှိသူတွေနေ့စဉ်တာဝန်ယူဆောင်ရွက်ပေးခဲ့ရတယ်အရင်လိုမဟုတ်ပဲခေတ်ကာလမကောင်းတော့လူငယ်တွေအတွက်လုံခြုံရေးယူပေးနေရတယ်လို့သူကပြောပါတယ်အဆိုပါလူငယ်တွေအတွက်ဘာသာရေးအသိပညာဟောပြောပွဲကို KBC အသင်းတော်မှဦးဆောင်ပြီးချမခုံးဒေသခေါ်ရွံကျေးရွာမှာပြီးခဲ့တဲ့ရက်ပိုင်းကပြုလုပ်ခဲ့တာဖြစ်ပြီးအဆိုပါပွဲသို့လာရောက်ကြတဲ့လူငယ်လူရွယ်တွေရဲ့မိဘတွေအနေနဲ့လည်းအထူးဂရုစိုက်ရန်လိုအပ်တယ်လို့ကချင်ပြည်နယ်အထူးဒေသသစ်အရေးလေးလာသုံးသပ်သူတို့ကပြောပါတယ်ဒီပွဲကိုတက်ရောက်ခဲ့တဲ့ကလေးမိဘတွေအနေနဲ့တည်တည်ချာချာဂရုစိုက်ဖို့လိုအပ်တယ်KIA ကတင်နန်းကာလမှာလူသစ်စုဆောင်တာတွေမလုပ်ပေမဲ့အသွင်ယူပြီးတင်နန်းပြီးသွားတဲ့အချိန်မှာလူသစ်စုဆောင်တာတွေပြုလုပ်လာနိုင်တယ်ဒါကိုအထူးသတိပြုရမယ် KIA မှာကတက်သားတစ်အရန်လိုနေတာဟုတ်တယ်လက်ရှိမှာလည်းတက်သားတစ်စုဆောင်တာတွေနဲ့အတရားဓမ္မဖမ်းဆီးတာတွေကိုပြုလုပ်လာတာကိုတွေ့နေရတယ်မိဘတွေအနေနဲ့မပေါ်ဖို့လိုအပ်တယ်လို့သူကပြောပါတယ်ရခိုင်ကချင်ပြည်နယ်အထူးဒေသတစ်ဒေသပြည်သူစစ်အကြီးအကဲတွေအုပ်ချုပ်ခဲ့စဉ်ကပြည်သူတွေမှာအချိန်မရွေးနေရမရွေးတွာလာခွင့်ရှိခဲ့တော်လဲလက်ရှိ KIO/KIA ကြီးစိုးနေတဲ့အချိန်အခါမှာတော့လူငယ်လူရွယ်တွေအနေနဲ့ဘာသာရေးပွဲများအပါအဝင်တခြားသောလူမှုရေးပွဲတွေကိုတွာလာရန်အခက်အခဲရှိနေပြီးလူငယ်လူရွယ်တွေကိုပြစ်မှတ်ထားကအတင်းအကျပ်လူသစ်စုဆောင်ခြင်းတွေကိုပုံမပြုလုပ်လာတယ်လို့မြေပြင်သတင်းတွေအရသိရပါတယ်ကျမတို့ပန်ဝါစကားဝိုင်းသတင်းတင်ဆက်မှုအစီအစဉ်ကနေကချင်ပြည်နယ်အထူးဒေသတစ်အတွင်းဖြစ်ပေါ်နေတဲ့သတင်းထူးသတင်းဦးများကိုအမြန်ဆုံးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်